ကျမကတငယ်ချင်းရဲ့မင်္ဂလာဆောင်မှာအရန်တို့သမီးလုပ်ပေးနေတော့တို့သားအရန်အဖွဲ့ကကျမကိုအခန်းငယ်လေးတစ်ခန်းနဲ့အတင်းအဓမ္မဆွဲခေါ်သွားကြတယ်။အဝတ်အစားတွေဖျို့ဖျဲဖြစ်နေတဲ့ကျမကိုကြည့်ပြီးတို့သမီးကရေကျင်စိတ်ကိုအောင်ဤထားရင်းနဲ့ရပါတယ်ဘာမှမဖြစ်ပါဘူး။မင်းကလည်းအစတည်းကအပြိုစင်စစ်မှမဟုတ်တာပဲဟာလို့မရက်မနာနှစ်သိမ့်ပေးနေခဲ့တယ်။သူမရဲ့မင်္ဂလာပွဲအခမ်းအနားမှာနေကျမရဲ့ဓာတ်နဲ့ကိုအနားယူပစ်ခဲ့တယ်။မျက်လုံးပြန်ဖွင့်မှာတော့ကျမဟာတို့သမီးလူကြတဲ့မနက်ခင်းစီကိုအံ့ဩစရာကောင်းလောက်အောင်ပြန်ရောက်နေခဲ့ပြီးခွာချမ်းတော့နင်ပါလို့ငေးနေတာလေ။ငါဖက်နှက်ကိုမြန်မြန်ဝက်ပေးလေတို့သမီးကကျမငေးမိုင်နေတာကိုမြင်တော့မပြတ်တမ်းလှမ်းခေါ်နေတယ်။ကျမလက်ထဲကအနီအောင်ဖက်နှက်ကိုကြည့်ပြီးပြပြတလဲနဲ့မွေးရကြားတဲ့ကိုထိုးထည့်လိုက်တယ်။ပြီးခဲ့တဲ့ဘဝတုန်းကတို့သားဖွဲ့စီကနေခေါင်းပုံဖြတ်စုချင်းငွေပိုရအောင်ဆိုပြီးအရန်တို့သမီးအဖွဲ့ကဒီငွေရာကိုခွဲပြီးမင်္ဂလာဖက်နှက်ကိုထည့်ပြီးမှအပေါ်ကနေအိယာခင်းပြန်ဖုံးထားခဲ့တာကိုကျမအသေးချာမှတ်မိနေတယ်။အဲ့ဒီလိုလုပ်ထားရင်ဘယ်သူမှရိပ်မိမှာမဟုတ်ဘူးလေ။သူတို့အိမ်ယာဝင်းထဲရောက်လာကြပြီ။နောက်ထပ်အရန်တို့သမီးတယောက်ဖြစ်တဲ့ရိုးရှင်းရွေကသတင်းပေါက်ကနေအောက်ကိုလှမ်းကြည့်ရင်စိတ်လှုပ်ရှားတကြီးအော်ပြောတယ်။ကျမလည်းအခြေအနေအရလှမ်းကြည့်လိုက်မိတော့စိုးရိမ်စိတ်နဲ့မလုံခြုံမှုတွေကကျမရဲ့ရင်ထဲကိုတရက်ဆက်ရိုက်ခတ်လာတော့တယ်။တို့သားအရန်အဖွဲ့ထဲမှာအတက်ကြွဆုံးလူကကျိုးချံလို့ခေါ်တယ်။ပြီးခဲ့တဲ့ဘဝတုန်းကသူကပဲအရင်ဆုံးဆူဆူညံညံနဲ့တောင်းကျမ်းဖို့ဆက်မြောက်ပေးခဲ့ပြီးအဲ့ဒီအခွင့်အရေးကိုတုံးလို့ကျမတို့အရန်တို့သမီးနေငယ်ကိုအပေါ်အောက်ရှောက်နာပူးခဲ့တာနင်ကဘာလို့ရေးနေတာလဲ။ဘာမှမဟုတ်ပါဘူး။ခွာချမ်းတော့ရေငါတို့ထဲမှာနင်းကောက်ကြောင်းကအမိုက်ဆုံးပဲ။ခဏနေရင်တော့အင်အားစိုက်ထုတ်ပေးရမယ်နော်ခန္ဓာကိုယ်ကောက်ကြောင်းဟုတ်လား။ဘာလဲဆိုတာကျမနားလည်သွားပြီတကယ်တော့ဒါတွေအားလုံးကတိုက်ဆိုင်မှုမဟုတ်ခဲ့ဘူးသူတို့တွေကကျမကိုတစ္ဆာဖောက်ဖို့ကြိုတင်ပြင်ဆင်ထားကြပြီးမင်္ဂလာပွဲရဲ့ပျော်တော်ဆက်တစ်ခုအနေနဲ့တို့သားအရန်အဖွဲ့ကိုတောင်းကျမ်းပေးရမ်းပါတာလို့ဖို့ခွင့်ပြုခဲ့ကြတာပဲကျမအရန်တို့သမီးကောင်ဝင်ကိုတင်းတင်းဆုပ်ကိုင်ရင်ချက်ချင်းပဲတည်ငြိမ်အောင်စိတ်မွေးလိုက်တယ်စိတ်လှုပ်ရှားစရာကိုမှရှာပုံတော်ဖွင့်ကျင်ကြတယ်ပေါ့လေဒါဆိုရင်လည်းအဆုံးထိဆင်းနွှဲပေးလိုက်ရုံပေါ့လာကြငါတို့အရင်ဆုံးတကားကိုပိတ်ဆို့ထားကြစို့အရန်တို့သမီးအနေငယ်ကပြေးတက်သွားပြီးတကားကိုသူတို့ရဲ့ခန္ဓာကိုယ်တွေနဲ့ကပ်ပိတ်ထားကြတယ်ကျမကတော့အထင်သေးတဲ့အပြုံးတစ်ခုပြုံးလိုက်မိတယ်ဒီမိမတွေရဲ့အင်အားကိုကျိုးချံတယောက်ထဲနဲ့တင်တိုက်ခွဲပစ်နိုင်တယ်တကားကိုပိတ်ဆို့ထားဖို့လိုလားလင်းဒါပေါ့သူတို့ကိုစာအိတ်စုချင်းငွေပို့ပေးခိုင်းရမယ်လေတို့သမီးရဲ့ခွင့်ပြုချက်ရပြီးတာနဲ့ကျမကဝရန်တာကနေမျက်နှာဖုံးတစ်ခုနဲ့လျှက်စစ်ကဟေစော်ဆက်ကိုယူလာခဲ့တယ်ပြီးတော့တန်ချောင်းနှင်းငယ်ရှာလာပြီးတကားကိုအသေးကဟေစော်ပစ်လိုက်တယ်ခွာချမ်းတော့နင်ဘာလုပ်နေတာလဲတို့သမီးကအနံ့အသက်မတင်ကားတာနဲ့အိတ်ခမ်းထဲကနေခြေပလာနဲ့ပြေးထွက်လာတယ်ငါတကားဘလို့ဖြစ်သွားတာလဲနင်ဒီပစ္စည်းတွေကိုဘယ်ကနေယူလာတာလဲအော်နင်တို့မိဖို့ကြောင့်မျက်နှာချက်ကိုပြင်ဆင်ပြီးကစားမဟုတ်ဘူးလားကရိယာတွေကမသိမ်းရသေးဘူးလေအခုတကားကတော့အသေးပိတ်သွားပြီးအဟောင်းမသွားရင်အစ်စ်မလာဘူးလေပြောစရာအမှတ်တရပေါ့ကျမကပဲအရင်ဆုံးဦးအောင်ချုံမော်ပြောလိုက်တယ်ဘေးကအရန်တို့သမီးတွေကလည်းဝိုင်းဖြောင်းဖြတ်ကြတာမို့သူမမှာစိတ်ပြက်လက်ပြက်နဲ့ပဲကတင်ပေါ်ပြန်ထိုင်နေရတော့တယ်တို့သားအရန်ဖွဲကတော့လုံရိုးလုံစင်အတိုင်းစာအိတ်အချို့ကိုတကားကြားကနေတွင်းပေးပေမဲ့စာအိတ်တွင်းနဲ့တကားပေါက်ကလွဲလို့တကားကရွေးရှားမဲ့အရေးအယောင်တော့မရှိဘူးကျိုးချံကချက်ချင်းပဲတကားကိုဝင်တိုက်ဖို့စေတနာဝန်ထမ်းလုပ်တယ်ကျမတို့တကားပြင်ဘက်ကနေအရှင်ယူပြေးလာတဲ့အတန်ကိုကြားလိုက်ရပြီးအဲ့ဒီနောက်မှာတော့ပြင်းထန်တဲ့ထူရိုက်တန်နှစ်ချက်ထွက်ပေါ်လာတယ်ဝက်တကောင်မြေပြင်ပေါ်ကိုဖုံးကနေပြုတ်ကျသွားသလိုမျိုးပဲသူညီးတော့အော်ဟေးရင်းနဲ့လူကြံယွန်မင်းတို့အိမ်ကဘာကဘာဦးရွှေတကားလဲကွာနားလိုက်တာဒါပေမဲ့ဒီကောင်ကအရှုံးမပေးချင်သေးဘူးပြန်ထပြီးနောက်ထပ်အကြိမ်နဲ့ငယ်ထပ်တိုက်ပေမဲ့တကားကတော့မတုံမလှုပ်ပဲတို့သားအရန်အဖွဲ့အားလုံးစုပြုံပြီး10ကြိမ်မကဝင်တိုက်ကြပြီးတဲ့နောက်မှာတော့နောက်ဆုံးမှာလူရောတကားပါမြေပြင်ပေါ်လဲကျသွားပြီးအတော်လေးကိုတနာစရာကောင်းနေခဲ့တယ်တကားပေါင်တွေတောင်ကြေမော့ပျက်စီးသွားပြီးတကားကြီးမြေပြင်ပေါ်လဲကျသွားတဲ့ခဏမှာပဲတို့သားလူကျန်းယွန်းကအိမ်ပြင်ဘက်မှာရက်နေရင်ကျမကိုနာကြီးဆွတ်တဲ့မျက်လုံးတွေနဲ့လှမ်းကြည့်နေတယ်ကျိုးချံရဲ့မျက်နှာကလည်းအစိမ့်မိထားသလိုမျိုးပြည့်ရွှင်နေခဲ့တယ်ဒါပေမဲ့သူကနှုတ်ပြချုံမောတဲ့အရန်တို့သမီးတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့မျက်လုံးတွေကရုတ်တရက်ပြန်လဲတောက်ပလာပြန်နေခေမနင်းရဲ့တငယ်ချင်းမတွေကတော့တယောက်ချင်းစီကိုအလှနဲ့သမီးလေးတွေပဲဟဲ့ကျန်းဝမ်နေကသူ့ကိုမျက်ရည်ပြလိုက်ပြီးအစီအစဉ်အတိုင်းမြန်လုပ်ဖို့တတိပေးလိုက်တယ်ညီကိုတို့လူအကိုကြီးအတွက်ဖက်နှက်ကိုမြန်ရှာပေးကြစို့မင်္ဂလာဖက်နှက်ကခန္ဓာကိုယ်ပေါ်မှာဝတ်ထားတာမဟုတ်လားလူတစုကကင်မရာကစိတ်တွေနဲ့ရေမောရင်ရုံးရင်းဆန်ခက်လုတ်ကအရန်တို့သမီးတွေရဲ့ခန္ဓာကိုယ်ပေါ်ကိုရှောင်းနိုင်ဖို့စတင်လိုက်ကြတယ်ပြီးခဲ့တဲ့ဘဝတုန်းကကျမရက်နေတဲ့နေရာကတို့သမီးကုတင်ရဲ့ဘေးနားမှာမို့လို့လူအနေငယ်ရဲ့လက်လန်းမီတဲ့အထဲကိုအလွယ်တကူပဲရောက်သွားခဲ့ရတာ